ပန်းပွင့်အမှတ်30လေလိုရှူရှာရဖို့မဖြစ်မနေလိုအပ်ရမှာတွေရှိလို့တယောက်ကိုတယောက်မေတ္တာမျှရဘတ်စကားဆောင်ရထမင်းစားဖို့ဆောင်ရငါတို့လိုအပ်ရကြောက်သားပန်းပွင့်ကြီးတွေယူဇနာထောင်တောင်းမကမွှေးလို့တိမ်တွေဟာလေးလံနဲ့တန်းဆိုင်ကြီးတွေဖြစ်လို့ကမ္ဘာဟာပျော်စရာမကောင်းတော့လို့မျက်ရည်နဲ့အစားထိုးကြပေါ့ရည်တော်သူအသက်ရှည်တဲ့ငိုစရာတွေများလာတဲ့တိုင်းပြည်မှာရည်တော်သူတွေအသက်ရှည်ဘသူမဆိုလေထဲမှာအိမ်ဆောက်ဘူးမယ်ဘသူမဆိုရေပေါ်အယုတ်ရေးဘူးမယ်ကိုရယ်မင်းရယ်ကြောင်တကောင်ရယ်လောကဓာတ်ဟာတခါတလေရားရံတတ်ပြီးတခါတလေမေ့လျော့နေတတ်တယ်မိန်းမတွေရဲ့ဥကောင်းပေါ်တန်းတကောင်တော့ရှိစေခြင်းရဲ့ဒါကိုဒီနေ့အချစ်နားလဲ့မယ်နူးညံ့တဲ့ခေါ်သံတွေဟာရင်တွင်းနက်နက်ကပဲလာတယ်မောင်ချစ်ပင်ပန်းသွားပြီလားမောင်ချစ်ပျော်ရွှင်ရဲ့လားမောင်ချစ်ပန်းတွေပွင့်ပြီလားထုတ်မမေးပြစ်ပေမဲ့လှုပ်နေတဲ့ဆဲလဲလိုစသဖြင့်မျက်ဝန်းဟာတုံးခါတယ်လောကမှာရှင်သန်ခြင်း2မျိုးပဲရှိတယ်သမင်လိုရှင်သန်ခြင်းနဲ့ကြားလိုရှင်သန်ခြင်းပြေးရတာချင်းတူပေမဲ့ပြေးပုံပြေးနည်းအဓိပ္ပာယ်ချင်းကွာတယ်လို့ပေါ့လူတွေဟာတနည်းနည်းနဲ့ပြေးနေရတယ်တကယ်ချစ်တဲ့ယောက်ျားဟာဘယ်တော့မှမပြောင်းလဲတဲ့လင်းတို့နဲ့တူတယ်ဘယ်လိုလေထုမျိုးကမှမောင်ကိုရွှေ့အောင်မတိုက်နိုင်ဘယ်လိုတိုက်စားခြင်းကမှမောင်ကိုပဲ့ကြွေအောင်မလုပ်နိုင်ထက်မြက်တဲ့မိန်းမဖြစ်ဖြစ်နှုံအားတဲ့မိန်းမဖြစ်ဖြစ်ဖျားသခင်ပေးတဲ့အတိုင်းပဲရတယ်လုပ်ယူလို့မရတဲ့အရာတွေထဲမှာမင်းကိုချစ်တာနဲ့ကြပြရေးတာပြီးတော့ချစ်မြဲချစ်နေမိတာအသက်တစ်နှစ်ကြီးတိုင်းပန်းတပွင့်ပွင့်ရင်တို့တွေအဖိုးဖွားဖြစ်တဲ့အခါပန်းဥယျာဉ်ကြီးဖြစ်လိမ့်မယ်အဲ့ဒီခါလေးသိကြပါတယ်တွန့်နေတဲ့ပရည်တွေလောက်ဘယ်ကျဲပွင့်မှတောက်ပမှာမဟုတ်ဘူးအသက်30ပြည့်ချစ်စနီးတို့မွေးနေ့လက်ဆောင်1 January 2024အောင်မြင်